Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှလည်းအင်ဂျယ်တွေဘာဟင်းလေးချက်စားပြတယ်ဆိုတာကိုတူတူလိုက်ပြီးတော့ကြည့်ပေးကြပါအောင်နော်ဒါလေးကတော့ချက်မောင်းပြပြကလေးပါသူ့ကိုဈေးကနေဝယ်လာတာ1000ပေးရပါတယ်ဒီနေ့သူ့ကိုဟင်းညိုချက်မှာဖြစ်ပါတယ်တချို့ကတော့ဒီရွက်ကလေးကိုဓာတ်ချက်မောင်းလို့လည်းခေါ်ပါသေးတယ်မောင်းရွက်ကလေးတွေကိုခြွေလိုက်ပါမယ်ခြွေပြီးလို့ကြံတဲ့အယူလေးတွေကိုတော့ကိုယ့်အိမ်မှာမြေပူရှိရဆိုရင်စိုက်ထားပါတော့သူကပြန်ပေါက်ပါတယ်ဒါဆိုရင်တော့ဝယ်စားကြမလို့တော့ဘူးပေါ့နော်ဟင်းညိုချက်ရံအတွက်ဒိုးလေးကိုရေးထည့်ပြီးတော့တည်ထားလိုက်ပါမယ်ရေးဆူလာပြီဆိုရင်တော့ထောင်းထားတဲ့ပစွန်ချောင်းမုံလေးထည့်လိုက်ပါမယ်စားလေးလည်းနည်းနည်းထည့်ပါမယ်ချမရွက်ကလေးတွေကိုရေးစင်အောင်ဆေးထားလိုက်ပါမယ်ရေးဆေးထားတဲ့ချမောင်ရွက်ကလေးတွေကိုထည့်လိုက်ပါမယ်ကြက်သွန်ပြူခတ်လိုက်ပါမယ်ကြက်သွန်ပြူလေးတွေကိုမညက်တညက်ကလေးထောင်းပြီးတော့ထည့်နော်ဒီချမောင်ရွက်ကတိတ်မချင်တဲ့အတွက်ကြောင့်မလို့ငပိခက်စရာမလိုပါဘူးเนาะရေဆူလာပြီဆိုရင်တော့ချမောင်ပြူဟင်းကြိုလေးရပါပြီရှင်ခုဆိုရင်တော့တောက်လို့ရမ်းကောင်းတဲ့ချမောင်ပြူဟင်းကြိုလေးရပါပြီရှင်ဒါကတော့ချက်ပေါင်50သားဝယ်လာတာပါချက်ပေါင်လေးကိုရေစင်အောင်ဆေးလိုက်ပါမယ်ရေဆေးထားတဲ့ကြက်ပေါင်လေးတွေကိုမှုန်းလိုက်ပါမယ်စံရွေးမုံထဲမယ်စားလေးထည့်ပါမယ်ပြီးသွားရင်တော့မဆလာလေးထည့်လိုက်ပါမယ်နောက်နေပြီးသွားရင်အသားတွေကိုအချိုးငန်းဝင်စေရန်အတွက်တအောင်လောက်နှက်ထားပါမယ်အသားဟင်းချက်ရန်အတွက်ဒဲဦးတွေကိုစီထည့်ပါမယ်ဆူလာပြီဆိုရင်တော့ကြက်သွန်ထည့်ပါမယ်ကြက်သွန်လေးကြက်လာပြီဆိုရင်တော့မယိုဒီမုံလေးလည်းထည့်လိုက်ပါမယ်မယိုဒီအရောင်လေးလှလာပြီဆိုရင်တော့နှက်ထားတဲ့ကြက်သားလေးတွေထည့်လိုက်ပါမယ်သားလေးတွေမမလေးတွေဖြစ်သွားအောင်လို့ကြကြလေးလုံးပါမယ်နော်
အသားလေးတွေမာသွားလို့ရှိရင်တော့ရေထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့ချက်လိုက်ပါမယ်ကဲစီလေးပြန်သွားပြီဆိုရင်တော့ကြက်သားဟင်းလေးချက်ပါပြီခုဆိုရင်တော့မှုေးချိုင်းပြီးတော့စားခြင်းကြကောင်းတဲ့ကြက်ပေါင်ဟင်းလေးရပါပြီရှင်ဒီပန်းစိမ်းလေးကတော့2000ပေးရပါတယ်ပန်းစိမ်းလေးကိုရေနဲ့ထပ်သွင်းတဲ့အရင်ပေးပါမယ်နော်စားရည်လေးနဲ့နာယူဝက်လောက်စိမ်ထားလိုက်ပါမယ်အခုဆိုရင်တော့ကျမ်းမာရေးနဲ့ညွတ်ပြီးတော့အာဟာရလေးပြည့်တယ်ပန်းစိမ်းကြော်လေးရပါပြီဒီဆိုရင်တော့ချမောင်မြူဟင်းကြိုလေးရယ်ကြက်ပေါင်ဟင်းလေးရယ်ပန်းစိမ်းကြော်လေးရယ်နဲ့ထမင်းစားပေးခဲ့ပါရရှင်ဂျယ်တို့ရဲ့ဗီဒီယိုလေးကိုကြည့်ပေးခဲ့ကြတဲ့သူတွေအားလုံးကျေးဇူးအများကြီးပဲတင်ပါတယ်ဂျယ်တို့ရဲ့နောက်ဗလော့တွေမှာပြန်လည်ဆုံတွေ့ကြအောင်ရှင်